ခါကချမ်းသာကြွယ်ဝတဲ့အမျိုးသားတူရှိခဲ့ပါတယ်။သူ့ရဲ့ဇနီးကဖျန်းလာပြီးဆုံးမကနီမှာတော့တူတည်းသောသမီးလေးဖြစ်တဲ့စင်ဒရဲလာကိုသူ့ရဲ့အယံနာခေါ်လိုက်ပြီးချစ်သမီးလေးအမေဆုံးသွားခဲ့ရင်ကောင်းမွန်ဖြောင့်မတ်ပြီးဖခင်တရားကိုင်းဆိုင်နေသူဖြစ်ပါစေ။ဘုရားသခင်ကသမီးလေးကိုအမြဲတမ်းဆောက်ရှောက်ပါလိမ့်မယ်။အမေလည်းကောင်းငယ်မုံကနေသမီးလေးကိုကြည့်ရှုပြီးအတူရှိနေပါလိမ့်မယ်လို့မှာကြားခဲ့ပါတယ်။ပြီးတော့သူမမျက်လုံးနဲ့မှိတ်သွားပြီးဆုံးမသွားခဲ့ပါတယ်။သမီးလေးကနေတိုင်းသူ့အမေရဲ့တင်းချိုင်းကိုသွားပြီးငိုကြွေးနေခဲ့ပါတယ်။စင်ဒရဲလာရဲ့ဖခင်ကတော့အလုပ်ကိစ္စနဲ့ခီးတွေအများကြီးထွက်ခဲ့ရတဲ့သူပါ။ဒါကြောင့်ပဲစင်ဒရဲလာကိုဂရုစိုက်ဖို့အတွက်နောက်အိမ်အောင်ပြုတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူကမုတ်ဆိုးမတုံနဲ့အိမ်အောင်ပြုတ်ခဲ့ပြီးအဲ့ဒီမုတ်ဆိုးမကြီးမှာသမီးငယ်လေးနှစ်ယောက်ရှိခဲ့ပါတယ်။စင်ဒရဲလာဟာသူ့ရဲ့မကောင်းဆိုးဝါးမိတွေမှနဲ့စိတ်ထားမကောင်းတဲ့ညီမနှစ်ယောက်နဲ့တူနေခဲ့ရပါတယ်။သူတို့ကစင်ဒရဲလာကိုအင်မတန်ဆိုးဆိုးရွားရွားဆက်ဆံခဲ့ကြပါတယ်။သူမဟာအိမ်အလုပ်အားလုံးကိုလုပ်ခဲ့ရပြီးသူတို့ရဲ့အိမ်အစီအကံအဖြစ်ကြီးပြင်းလာခဲ့ရပါတယ်။ဒီနေ့မှာတော့စင်ဒရဲလာဟာကျမ်းပြင်ကိုတန်းရှင်းလုပ်နေတော့သူ့ရဲ့ညီမနှစ်ယောက်ကဆိုပါပေါ်မှာထိုင်ပြီးအသီးနှံတွေကိုလောဘတကြီးနဲ့စားတောက်နေကြပါတယ်။အသီးစားပြီးတဲ့နောက်မှာတော့ညီမတွေတယောက်ကအခွန်တွေကိုကျမ်းပြင်ပေါ်ကိုပစ်ချလိုက်ပါတယ်။မိရီမကအဲခန်းထဲကိုဝင်လာပြီးမတန်ရှင်းတဲ့ကျမ်းပြင်ကိုမြင်လိုက်ရတဲ့အခါစင်ဒရဲလာကျမ်းပြင်ကိုသေချာရှင်းလိုက်စမ်း။နေတော့တော့ပြင်းရတာလား။ဘာတစ်ခုမှသေချာမလုပ်တတ်ဘူးလားလို့အော်ငေါ့လိုက်ပါတယ်။စင်ဒရဲလာကဟုတ်ကဲ့ပါမေ။အခုလုပ်လိုက်ပါမယ်တောင်းမှန်ပါတယ်လို့ပြန်ဖြေလိုက်ပါတယ်စင်ဒရဲလာကိုထမင်းဟင်းတွေချက်ပြုတ်ခိုင်းတယ်ပကံတွေစီးခိုင်းပါတယ်စင်ဒီစားတော်လေးနည်းနည်းလောက်ရမလားမေလို့စင်ဒရဲလာကမေးတဲ့အခါငါတို့စားပြီးမှပိုရှန်တာတွေကိုနင်စားလို့ရမယ်လို့ပြန်ပြောလိုက်ပါတယ်ဒရမာတွေထပ်ပြီးတော့ခင်းမင်းနဲ့သွားပကံတွေအရင်သွားစစ်လိုက်စမ်းလို့ထပ်ပြီးတော့ပြောလိုက်ပါတယ်စင်ဒရဲလာကပကံတွေအကုန်လုံးကိုကောက်ပြီးတော့တန့်ရှင်းစင်ကြင်အောင်ဆေးကြောခဲ့ပါတယ်။သူမကိုအိမ်ကောင်မှုတက်မှာအိတ်ခိုင်းပြီးညတိုင်းကလည်းအစာရည်စာငတ်ပြတ်ပြီးတော့ကိုကျွေးရင်အိပ်ပျော်ခဲ့ရပါတယ်။စင်ဒရဲလာကိုကြည့်ပြီးကြက်တေးသေးလေးနဲ့ခက်ခလေးတွေကတနာကျင်လာခဲ့ကြပြီးသူ့ရဲ့တငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ်။ဒီနေ့မှာတော့ဘရင်ကြီးကမြို့သူမြို့သားအားလုံးကိုဖိတ်ကြားပြီးပါတီကြီးတစ်ခုကျင်းပဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဘရင်ကသူ့ရဲ့သားတော်ကိုလှပတဲ့မိန်းကလေးတွေတဲကတယောက်နဲ့ရွေးချယ်ပြီးလက်ထပ်စေခြင်းခဲ့တာပါ။ဘရင်ကသူ့ရဲ့နဲ့တော်မှာခန်းနာတဲ့ပွဲကိုတက်ဖို့အတွက်မိန်းကလေးငယ်အားလုံးကိုဖိတ်စာတွေပို့ခဲ့ပါတယ်။ပြည်သူတို့ဘရင်မင်းကြီးစီကနေမက်ဆေ့တစ်ခုရလာခဲ့ပါတယ်။လာမယ့်စနေနေ့မှာကျင်းပမယ်ဂရေဝေါပွဲကိုတော့လူတိုင်းဖိတ်ကြားထားပါတယ်။မင်းသားအတွက်မင်းသမီးတစ်ပါးကိုရွေးချယ်မဲ့ပွဲဖြစ်ပါတယ်လို့ကြေညာခဲ့ပါတယ်။လူတိုင်းကပျော်ရွှင်ပြီးခုံပေါက်နေခဲ့ကြပါတယ်။စင်ဒရဲလာလေးလည်းနန်းတော်ကိုမြင်မှုချင်းနဲ့ပွဲတော်လည်းတက်ချင်တဲ့အတွက်အင်မတန်ကိုမှပျော်ရွှင်ပြီးစိတ်လှုပ်ရှားနေခဲ့ပါတယ်။စင်ဒရဲလာရဲ့ညီမနှစ်ယောက်ကလည်းပွဲတော်ကိုတက်ဖို့အတွက်အလုံးအမင်းကိုမှပြင်ဆင်နေခဲ့ကြပါတယ်။ဘာပါအောင်သမီးလေးတို့ရေပွဲတော်တက်စပြီးတော့ပြင်ဆင်ကြတော့လေမင်းသားကိုမင်းတို့တယောက်တည်းကတဲ့ရောက်နဲ့လက်ထပ်စေခြင်းနဲ့လို့မီရီမကပြောလိုက်ပါတယ်။ဟဲ့စင်ဒရဲလာတို့တယောက်ကိုလှပအောင်ပြင်ပေးလိုက်စမ်းငါသမီးတွေကမင်းသမီးတွေလိုလှပနေရမယ်။မင်းကတယောက်ကမင်းသားနဲ့မကြခင်မှာလက်ထပ်တော့မှာပဲလို့ဆက်ပြောလိုက်ပါတယ်။မင်းသားကကျမတို့ကိုလက်ထပ်မှာပါ။စင်ဒရဲလာကျမရဲ့စပင်ကိုပြင်ပေးတတ်မအောင်။အဝတ်စားတွေဝတ်ဖို့လဲကူညီပေးပါအောင်လို့စင်ဒရဲလာကိုပြောလိုက်ပါတယ်။ဒီခါမှာတော့စင်ဒရဲလာကအင်မတန်ကိုမှကျင်တတ်တဲ့သူမို့ညီမတောင်ဆုံးကိုကူညီပေးခဲ့ပါတယ်။မင်းစင်ဒီလည်းအဲ့ဒီကိုသွားကျင်လိုက်တာကျမမလိုက်လို့ရမလား။နန်းတော်ကိုတကယ်ပဲမြင်မှုကျင်ပြီးတော့ပွဲတော်ကိုတက်ချင်ပါတယ်လို့စင်ဒရဲလာကပြောလိုက်တဲ့အခါမှာတော့မဖြစ်ဘူးကိုလည်းပြန်ကြည့်ပါဦးနင်ကဝတ်ဖို့အင်ကြီးတောင်မရှိဘူးလူတိုင်းကနင့်ကိုမြင်ရဲကြလိုက်မယ်မျက်နှာပြက်စရာတွေဖြစ်ကုန်လိမ့်မယ်မေးရလိုက်တာနော်လို့ပြန်ပြောလိုက်ပါတယ်ညီမတွေနဲ့မိရေမတို့ကတော့ပွဲတော်ကိုထွက်ခါသွားခဲ့ပြီးစင်ဒရဲလာတယောက်တည်းကြံရက်ခဲ့ပြီးတော့ငိုကြွေးနေခဲ့ပါတယ်သူမကသူ့မေရဲ့မင်္ဂလာဝတ်စုံကိုတတိယသွားခဲ့ပါတယ်။အဲဒီဝတ်စုံကအဆုတ်ပြတ်ဖြစ်နေခဲ့ပါတယ်။သူမကအချီလုံးနဲ့ချုပ်ဖို့စတင်ခဲ့ပါတယ်။သူ့ရဲ့တငယ်ချင်းလေးတွေဖြစ်တဲ့ငှက်တွေနဲ့ကြွက်တွေကလည်းသူ့ကိုကူညီပေးခဲ့ကြပါတယ်။ဒါပေမဲ့ဒါကအချိန်အများကြီးပေးရအောင်ပါပဲ။တကယ်လို့ငါကအဝတ်ချုပ်ပြီးတဲ့အချိန်ကျရင်ပါတီကလည်းပြီးသွားတော့ပြီလို့သူမကသူ့ဟန်သူတွေးနေခဲ့ပါတယ်။အဲဒီချိန်မှာပဲရုတ်တရက်နတ်မိမေတစ်ပါးကပေါ်ပေါက်လာခဲ့ပါတယ်။ဘငိုပါနဲ့သမီးလေးရဲ့နင်ကိုပွဲတော်ကိုပို့ပေးပါမယ်။ဟင်ဘာတူလဲဒါကဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲဒီအင်ကြီးကလည်းစုပ်ပြဲနေပြီးပွဲတော်တက်ဖို့အတွက်လည်းဝတ်စုံလည်းမရှိသေးဘူးစိတ်မပူပါနဲ့ကလေးငယ်ရဲ့နတ်မိမယ်ကမော်တန်နဲ့စင်ဒရဲလာရဲ့အဝတ်ဟောင်းတွေကိုလှပတဲ့ဝတ်စုံအသစ်ဖြစ်ပြောင်းလဲပေးလိုက်ပြီးသူ့ရဲ့ခြေထောက်တွေကိုညွှန်ပြလိုက်တဲ့အခါမှာတော့ဖန်စီဖနက်လေးတွေပေါက်လာခဲ့ပါတယ်သူ့ရဲ့ကြွက်တငယ်ချင်းတွေနဲ့ငှက်ကလေးတွေကလည်းဖေုံသီးတစ်လုံးပေါ်ခုန်တက်လိုက်တဲ့အခါနတ်မိမယ်ကဖေုံသီးကိုလှပတဲ့ယထာအဖြစ်ပြောင်းလဲလိုက်ပြီးကြွက်တွေကယထာကိုဆွဲဟဲ့မြင်းနေဖြစ်သွားပြီးငှက်ကလည်းသူ့ရဲ့ယထာမောင်းသမားဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့နတ်မိမယ်ရဲ့
ကျမရဲ့ညီမတွေနဲ့ဗီဒီမတွေကလည်းအဲ့ဒီမှာရှိနေတာပဲသူတို့ကျမကိုမြင်ဒေါသတွေထွက်လိမ့်မယ်ပြောလိုက်ပါတယ်စိတ်မပူပါနဲ့သမီးရဲ့သမီးကိုသူတို့မမှတ်မိစေရပါဘူးအော်ကျေးဇူးတင်လိုက်တာတကယ်ကိုကျေးဇူးတင်ပါတယ်နတ်မိမယ်ရဲ့နတ်မိမယ်ကအင်မတန်ကိုမှကျင်နေတတ်တာပဲလို့စင်ရွက်လာကပြောလိုက်ပါတယ်ဒါပေမဲ့အမှတ်ထားပါသမီးလေးရဲ့ဒီမော်တက်ကတကောင်ရန်အထိပဲတင်မြဲလိမ့်မယ်အဲ့ဒီချိန်ကျရင်တော့အင်ကိုပြန်ဖို့တတိယပါဟုတ်ကဲ့ပါနတ်မိမယ်တေချာဂရုစိုက်ပါမယ်လို့တင်ရွက်လာကပြောပြီးတော့နှုတ်ဆက်ကပွဲကိုထွက်ခေါ်သွားခဲ့ပါတယ်သူမကပွဲတော်ခန်းမထဲကိုဝင်သွားတဲ့အခါမှာတော့လူတိုင်းကသူ့ရဲ့ဘက်ကိုလှည့်ကြည့်ခဲ့ကြပါတယ်ညီမတွေနဲ့မိသွေးမတို့ကလည်းသူမကိုမမှတ်မိရှာခဲ့ပါဘူးကြည်တမ်းမအောင်သူမကဘလောက်တောင်လှလိုက်တယ်လဲလို့လူတိုင်းကပြောနေခဲ့ကြပါတယ်ခံရတဲ့မင်းသားကလည်းသူမကိုမြင်မြင်ချင်းကြည့်မိသွားပါတော့တယ်သူကသူမစီကိုချင်းကပ်လာပြီးအော်ချစ်လာသွားတော့အမျိုးသမီးလေးကျွန်တော်လည်းအတူပျော်ရွှင်စွာကောက်ဖို့အတွက်ခွင့်ပြုပေးပါလို့မိခဲ့ပါတယ်ဟုတ်ကဲ့ရပါတယ်လို့စင်ဒရဲလာကလည်းပြန်ပြေးလိုက်ပါတယ်မင်းသားကတခြားဘသူနဲ့မှမကပဲစင်ဒရဲလာရဲ့အနာကနေမျက်လုံးတော်မခွာနိုင်ခဲ့ပါဘူးစင်ဒရဲလာလည်းမင်းသားနဲ့တညလုံးကနေခဲ့တာကြောင့်မိကတကောင်ရန်ကိုချင်းနဲ့လာကိုတော့မေ့နေခဲ့ပါတော့တယ်ရုတ်တရက်သူမကနတ်မိမယ်ရဲ့စကားကိုတတိယသွားတဲ့အခါမှာတော့လုံးထဲမှာနိုင်ကိုလည်းမြင်အောင်လာခဲ့ပါတယ်အိုးကျမအခုအိမ်မရတော့မယ်လို့ပြောခဲ့ပါတယ်သူမပြေးထွက်သွားတော့ဖန်စီဖနက်တစ်ဖက်ကသူ့ရဲ့ခြေထောက်ကနေချော်ထွက်ကျသွားခဲ့ပြီးမင်းသားကသူ့ရဲ့နောက်ကနေပြေးထလာတာကိုမြင်လိုက်ရတဲ့အတွက်ပြန်ကောက်ဖို့အချိန်မရလိုက်ခဲ့ပါဘူး။သူမကရထားတဲ့ကိုအမြန်ဝင်ထိုင်လိုက်ပြီးထွက်ခွာသွားခဲ့ပါတော့တယ်။မင်းသားကတော့ကြံခဲ့တဲ့ဖနက်ကိုမြင်တဲ့အခါအမြန်ကောက်ယူလိုက်ပြီးသူမကဘာဖြစ်လို့ထွက်ပြေးသွားတာလဲလို့တွေးတောနေခဲ့ပါတယ်။နိုင်က12နာရီထိုးခဲ့ပြီးဖြစ်ပါတယ်။လမ်းမှာရထားကပျောက်ကွယ်သွားပြီးဖယုံသည့်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။သူမကဖြက်လန်းကနေပြေးပြီးတော့နောက်ဆုံးမှာတော့အိမ်ကိုပြန်ရောက်သွားခဲ့ပါတယ်။ကျွန်တော်သူမကိုတွေးဖို့ဆိုရင်တနိုင်ငံလုံးကိုလိုက်ရှာရမယ်ဆိုရင်လည်းကျွန်တော်ရှာပါမယ်။ဘလိုနည်းနဲ့မဆိုအဲ့ဒီမိန်းကလေးနဲ့တွေ့ကျင်တယ်လို့မင်းသားကပြောခဲ့ပါတယ်။မင်းသားကသူမကိုပြန်တွေ့ကျင်လို့တော့ကြောင့်သူ့ရဲ့လူတွေနဲ့အတူလိုက်ရှာခဲ့ရပါတယ်။သူတို့ကအိမ်တိုင်းကိုလိုက်သွားပြီးအိမ်တိုင်းကမိန်းကလေးတိုင်းကိုဖနက်ကိုစီးခိုင်းခဲ့ပါတယ်။ဒါပေမဲ့ဖနက်ကဘသူနဲ့မှမတော်ခဲ့ပါဘူး။နောက်ဆုံးတော့သူတို့ကစင်ဒရဲလာရဲ့အိမ်ကိုရောက်လာခဲ့ကြပါတယ်။အော်ကျိုးဆိုပါတဲ့မင်းသားရှင်ဗီဒီအိမ်မှာပွဲတက်ခဲ့တဲ့မင်္ဂလာရှိပါသလား။အော်ကျမရဲ့တပည့်ညဆောင်ကမနေ့ညကပွဲတော်ကိုတက်ခဲ့ပါတယ်။တမီးတွေကိုခေါ်လိုက်ပါ။ဒီဖက်ကိုစီးကြည့်ဖို့လိုအပ်တယ်။ဒီဖက်ကိုစီးခဲ့တဲ့မင်္ဂလာတရားရောက်ကိုရှာနေခဲ့တာပါ။အော်ကျမရဲ့တမီးတွေကတယောက်ကဒီဖက်ကိုစီးခဲ့တာဖြစ်နေပါတယ်။သူတို့ကိုခေါ်လိုက်ပါမယ်။ညီမတွေကိုဖက်စီးခိုင်းခဲ့ကြပါတယ်။သူတို့ကခြေထောက်ကိုဖက်ထဲထည့်ဖို့ကြိုးစားခဲ့ကြပေမဲ့ဖက်ကမတော်ခဲ့ပါဘူး။တခြားဘသူမှအိမ်မှာမရှိတော့ဘူးလားလို့မေးလိုက်ပါတယ်။အိုးမရှိတော့ပါဘူး။ကျမရဲ့အိမ်မှာဒီသမီးတစ်ယောက်ပဲရှိတာပါ။တခြားဘသူမှမရှိပါဘူးလို့ပြောလိုက်ပါတယ်။ဒီလေးမကစင်ဒရဲလာကိုဖက်စီးလို့မရအောင်အိမ်ခေါင်မိုးတန်းမှာတောက်ခတ်ထားခဲ့တာပါ။ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ခမရဲ့အိမ်တစ်အိမ်လုံးကိုစစ်ဆေးဖို့လိုအပ်တယ်လို့ပြောလိုက်ပါတယ်။မကြခင်မှာပဲလူတူကအိမ်ခေါင်မိုးထက်ကိုသွားတဲ့လမ်းကိုမြင်လိုက်ရပြီးတကားကလည်းပိတ်ထားပါတယ်။ဒီထဲမှာတယောက်ရှိသေးလား။ဗီဒီမာကသူ့ရဲ့နောက်ကိုလိုက်သွားပြီးတော့မရှိပါဘူးရှင်မရှိပါဘူးထဲမှာဘယ်သူမှမရှိပါဘူးအရှင်မင်းသားတို့ဒီမှာအချိန်ပြုံးကြမလို့ပါဘူးလို့ဗီဒီမာကပြောလိုက်ပါတယ်သူကတော့ကိုဖျက်ပြီးအတွင်းကိုဝင်သွားတဲ့ခါမှာတော့သူအံ့ဩစရာကောင်းလောက်အောင်ဒင်းပေါင်နာမှာထိုင်နေတဲ့မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်ဒီမှာမိန်းကလေးတစ်ယောက်ကိုတွေ့ပါပြီမင်းသားနဲ့သူ့ရဲ့လူတွေကသူ့ရဲ့အနာမှာစုဝေးခဲ့ကြပြီးသူမကိုဖက်နဲ့စီးခိုင်းခဲ့ကြပါတယ်ဖက်ကစင်ဒရဲလာရဲ့ခြေထောက်နဲ့လုံးဝကိုကွက်တီတော်နေခဲ့ပါတယ်ဗီဒီမာကတော့တုန်လှုပ်သွားခဲ့ရပါတယ်။မဖြစ်နိုင်ဘူး။ဒါဘလို့မှမဖြစ်နိုင်ဘူး။အော်နောက်ဆုံးတော့မင်းကိုတွေ့ခဲ့ရပါပြီ။မင်းရဲ့နာမည်ဘလို့ခေါ်လဲ။ဟုတ်ကဲ့ကျမရဲ့နာမည်ကစင်ဒရဲလာပါလို့ပြောလိုက်ပါတယ်။အဲ့ဒီခါမှာတော့မင်းသားကချက်ချင်းဒူးတစ်ဖက်ထောက်လိုက်ပြီးစင်ဒရဲလာကိုလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။စင်ဒရဲလာမင်းကျွန်တော်ကိုလက်ထပ်မလားဟုပြေးလိုက်ပါတယ်။ဟုတ်ကဲ့ပါအရှင်မင်းသားကျမအရှင်မင်းသားကိုလက်ထပ်ပါမယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့မင်းသားကစင်ဒရဲလာရဲ့လက်ကိုယူပြီးတော့နမ်းခဲ့ပါတယ်။ပြီးတော့သူကစင်ဒရဲလာနဲ့အတူနန်းတော်ကိုမြင်းစီပြီးပြန်သွားခဲ့ပါတယ်။ဘင်းနဲ့မိဖုရားကစင်ဒရဲလာကိုတွေ့ရတဲ့အခါအင်မတန်ပျော်ရွှင်ခဲ့ကြပါတယ်။သူတို့ကစင်ဒရဲလာရဲ့ဖခင်ကိုမင်္ဂလာပွဲကိုဖိတ်ကြားခဲ့ပါတယ်။စင်ဒရဲလာနဲ့မင်းသားတို့လည်းလက်ထပ်ခဲ့ကြပြီးသူတို့ရဲ့ဘဝတစ်လျှောက်လုံးပျော်ရွှင်စွာနေထိုင်သွားခဲ့ကြပါတော့တယ်။